နှစ်ပေါင်း200အိတ်ဆက်ခဲ့တဲ့ရေခဲရုပ်အလှပိုင်ရှင်မိန်းကလေးတအုပ်ကိုလေလံပွဲမှာတင်ရောက်ချခဲ့ပါတယ်။သူမရဲ့မျက်နှာကအညာလှပလွန်းလို့ဘယ်ယောက်ျားမှဆိုယူသက်သွားနိုင်ပါတယ်။ဒါအပြင်သူမရဲ့သွေးဟာအမြဲတမ်းနှုတ်ပြမှုကိုပေးနိုင်ပြီးဘယ်ယောဂမှဆိုကုသနိုင်တဲ့အတွက်လူတွေကယူသက်သွားကြပြီးအပြိုင်ဆိုင်လေလံဆွဲကြပါတယ်။စမ်းသာတဲ့လူတယောက်ကဒေါ်လာ15ဘီလီယံအထိပေးခဲ့ပါတယ်။ဒါပေမဲ့သူကသူမကိုထိဖို့ကြိုးစားလိုက်တာနဲ့လျှက်စစ်ချော့ပြင်းပြင်းထန်ထန်ခံစားရပြီးနောက်ပြန်လွန်သွားခဲ့ပါတယ်။အဲ့ဒီနောက်တခြားတစ်လောက်ကလေလံကိုဒေါ်လာ20ဘီလီယံအထိတိုးပေးပြီးလေလံကိုအနိုင်ရသွားပါတယ်။သူကကမ္ဘာပေါ်မှာအကြီးမားဆုံးရတနာကိုရလိုက်တယ်လို့မျိုးအဲ့ဒီရေခဲအလှပိုင်ရှင်ကိုထိနေခဲ့ပါတယ်။သူကသူမရဲ့ခေါင်းတလားပေါ်ကပုံစံကိုလက်နဲ့တိုးထိလိုက်တာနဲ့သူ့လက်ကသွေးထွက်ပြီးခေါင်းတလားပေါ်ကိုသွေးဆက်တွေကျသွားပါတယ်။ရုတ်တရက်အဆောက်အဦတစ်ခုလုံးတွန်းခါသွားပြီးချက်ချင်းငြိမ်သက်သွားပါတယ်။အားလုံးကကြည့်လိုက်တော့ရေခဲအလှပိုင်ရှင်အားမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးခေါင်းတလားထဲကထွက်လာပါတယ်။လူကအံ့ဩတုန်လှုပ်နေတော့မယ်ပဲအဲ့ဒီမိန်းကလေးကကလေးတယောက်လိုသူ့စီလက်ကန်ပြီးသူ့ရင်ခွင်ထဲကိုခုန်ဝင်လိုက်ပါတယ်။သူ့အိမ်ပြန်ရောက်တော့အဲ့ဒီလူကဓားမြောင်တစ်ချောင်းထုတ်ပြီးသူ့ကိုသွေးတောင်းပါတယ်။ဘာလို့လဲဆိုတော့သူ့ခန္ဓာကိုယ်ထဲမှာသူ့ကိုဖျက်ဆီးသွားစေတဲ့အဆက်ရောဂါတွေမျိုးရှိနေပြီးရေခဲအလှပိုင်ရှင်ရဲ့သွေးကသာသူ့ကိုကဲတင်နိုင်မှထစ်လို့ပါပဲ။မိန်းကလေးကဘာကိုစီလိုမှန်းမနားမလည်သွားပြီးသူမရဲ့လက်ကိုဆက်တီးကမ်းပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဆက်ရဲ့ဝေဒနာကသူ့ကိုပြန်တိုက်ခိုက်လာပါတယ်။သူကရပြီးမင်းမသာရောက်တော့လို့ပြောပေမဲ့နောက်ဆုံးချိန်မှာတော့သူမရဲ့လက်ကိုမကန်ရဲပါဘူး။သူကရေခဲလှပိုင်ရှင်ကိုထိလိုက်တာနဲ့အစိတ်ကချက်ချင်းငိမ်သွားပြီးအဲ့ဒီခါမှသူသဘောပေါက်သွားတာကသူမရဲ့သွေးကသူ့ကိုကဲတင်နိုင်တာမဟုတ်ပေသူမရဲ့တရှိမှုသူမသူ့အနားမှာရှိနေခြင်းကသာသူ့ကိုအသက်ရှင်စေတာဆိုတာပါပဲ။ဒါကြောင့်သူကသူမကိုသက်ရှိစေတစ်ခွက်တစ်ဖိသူ့ဘေးမှာထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးကရိုးရိုးရှင်းရှင်းမဟုတ်ပါဘူး။တနေ့မှာတော့သူ့လက်ထောက်ကတေးလာပြီးရန်သူတွေအိမ်ကိုဝိုင်းထားတယ်လို့သတိပေးပါတယ်။သူကမိန်းကလေးကိုအိတ်ခမ်းထဲမှာဝင်ထားပါတယ်။သူထွက်သွားတာနဲ့ရေခဲအလှပိုင်ရှင်ရဲ့မျက်လုံးတွေကပြောင်းလဲသွားပါတယ်။ရန်သူတွေအခန်းထဲရောက်နေပြီဆိုတာသူမခံစားမိပါတယ်။ရန်သူတယောက်ကမေ့စင်းနဲ့သူမကိုမေ့အောင်လုပ်ဖို့ကြိုးစားပေမဲ့မမြင်ရတဲ့စွမ်းအားတစ်ခုကသူ့လိုကိုနောက်ပြန်လွှင့်သွားအောင်တွန်းထုတ်လိုက်ပါတယ်။အဲ့ဒီအတော်မှာပဲအဲ့ဒီလူကိုရန်သူတွေကဝိုင်းထားပါတယ်။ရုတ်တရက်မျက်နှာဖုံးဆိုးထားတဲ့အမျိုးသမီးတယောက်ရောက်လာပြီးရန်သူတွေကိုတိုက်ခိုက်ခဲ့ကသူ့အသက်ကိုကယ်တင်ခဲ့ပါတယ်။မကြခင်မှာပဲသူ့အဖိုးကအခြေအနေဆိုးဝါးလာနေတယ်ဆိုတာသူသိလိုက်ပါတယ်။သူကရေခဲလှပိုင်ရှင်ကိုပါခွန်သွားပါတယ်။သူ့ရဲ့ကောက်ကျစ်တဲ့ညီမသမီးကမိန်းကလေးကိုအဆက်ငမဟိုးကြိုးစားပေမဲ့သူကဒီမိန်းကလေးကိုသူ့ရစည်းပါလို့ပြောပြီးတားလိုက်ပါတယ်။ဆရာဝန်ရောက်လာပြီးအဖိုးကအသက်မရှင်နိုင်တော့ဘူးလို့ပြောပါတယ်။သူကဒူးလေးထောက်ပြီးဆရာဝန်ကိုတောင်းပန်ပါတယ်။အဲ့ဒီအချိန်မှာရေခဲအလှပိုင်ရှင်ဟာတိတ်တိတ်လေးအဖိုးအခန်းထဲကိုဝင်သွားပြီးသူမရဲ့စွမ်းအားကိုအဖိုးကိုပေးလိုက်ပါတယ်။အန်အောစရာကောင်းဘူးလို့ပဲအဖိုးရဲ့မျက်နှာကအယောင်ပြန်လဲလာပြီးသူမစွမ်းအားမချန်တော့ပဲလဲသွားပြီးမိမြော်သွားပါတယ်။ဆရာဝန်ကဘာမှမဖြစ်ဘူးသူ့ဝိုင်းစာနေတာပဲလို့ရိုးရိုးရှင်းရှင်းပြောလိုက်ပါတယ်။